啊，今天是干巴肉没？那船多大呀？差不多大吧？一干路拿给爸比。 10万的吧？看看差不多200到240。只限16场。对。然后其他的货就是其他的下线，应该还要分2次。下次是2次。那我们这样的话，16场卸掉，16场就空着。他一的，他够呢。一直把货卸完了以后再洗汤。他说ကျွန်တော်တို့ဖွဲ့လာပေးလေနောက်တစ်ယောက်တယောက်ကတော့ပြန်သွားကောင်မလေးနောက်တစ်ယောက်ပြန်တယောက်ပြန်လာဒါနောက်တစ်ယောက်ဘုကခရီးရတာစတန်မိုင်နေထားပါအဲကျွန်တော်တို့2ဆ3ဆလောက်ကြီးမှာပါဒီတင်မောက开着，到时候不是我是想哪人带好以后怎么办呢？抛锚。ဒါဘုကခရီးတာကာကိုပြင်ဆင်နေကြရဖြစ်မယ်ဖြစ်တယ် 带上以后，它就不会2个人同时车速都一样的，他不可能一个快一个慢，2个一样的，然后2个不好控啊，2个速度。带好了以后就停车了。 တော့စမြင်ရတော့ဟိုကလူတွေကအိန္ဒိယတွေဖြစ်ဖို့များပါတယ် 哦，他们那船连安全帽都不戴的吗？那个的。马虎邻居，黄的、灰的、白的、蓝的。 မင်းတက်ကဘောလုံးဝင်းကြနေရ 咱 တယ် 们工作服和那个帽子都不戴的吗？上了一个，上出来2块。他们这个吊也不一样。